ရေးစားပဲတော့ကထားခဲ့တာလဲဒီလိုစာကြောင်းမျိုးဆိုရင်ဘယ်လို English pattern တွေကိုသုံးပြရမလဲဆိုတော့ဒီနေ့ pattern လေးကကြတော့ how long ago did you ဆိုတဲ့ pattern လေးပဲဖြစ်ပါတယ်မြန်မာလို့ဆိုရင်တော့ဘယ်တော့ကကွက်လက်ခတ်တယ်လဲအတိတ်ကလို့ရတဲ့ပတ်သက်ပြီးတော့ပြန်မေးချင်တဲ့ခါမျိုးတွေမှာဆိုရင်သုံးပြလို့ရပါတယ်ပို့ပြီးတော့နားလည်သွားအောင်လို့ example နဲ့တွေ့ကြည့်လိုက်ကြအောင်နော်How long ago did you stay there အဲ့ဒီမှာဘယ်တော့ကနေခဲ့ရလဲ How long ago did you stay there How long ago did you have relationship ရေးစားဘယ်တော့ကထားခဲ့တာလဲ How long ago did you have relationships How long ago did you move to Bangkok မင်းဘယ်တော့ကဘန်ကောက်ကိုပြောင်းခဲ့တာလဲ How long ago did you move to Bangkok How long ago did you break my heart မင်းကတဲ့ကိုဘယ်တော့ကခွဲခဲ့တာလဲ How long ago did you break my heart How long ago did you fall in love with her မင်းသူမကိုဘယ်တော့ကချစ်မိသွားခဲ့ရလဲ How long ago did you fall in love with her ဆိုတော့ဒီ pattern လေးကိုသုံးပြီးတော့အောက်က comment လေးမှာ example တစ်ကြောင်းလောက်ရေးပေးခဲ့အောင်နော်ဒီလို10မိနစ်တည်းနဲ့အကျိုးရှိတဲ့ English pattern တွေကိုလေ့လာချင်တယ်ဆိုရင်ငယ်ဒီကောင်လေးကိုအပေါင်းလေးနှိပ်ပေးခဲ့အောင်နော်ဒါဆို see you bye bye